နတ်ဖျားများနဲ့ဆက်နွယ်နေတဲ့ဒန်နာရီလာတောနဲ့ကြီး1980ခုနှစ်တုန်းကရှီဗာဆိုတဲ့ကောင်လေးရဲ့အဖေကနတ်ဝင်ပွဲတစ်ပွဲမှာကနေတုန်းရုတ်တရက်ချက်ချင်းတောထဲကိုပြေးသွားပြီးဒူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့ခန္ဓာရာဆိုတဲ့ဒန်နာရီလာတောနဲ့ကြီးဆိုတာလည်းရှိခဲ့ပါတယ်။ဟိုတစ်ချိန်အတိတ်ကဘရင်အုပ်ချုပ်ခဲ့တဲ့တိုင်းပြည်တစ်ပြည်မှာဘရင်တစ်ပါးဟာနတ်ကိုးကွယ်ပြီးတီးခြားနေထိုင်တဲ့လူမျိုးစုရှိရာခန္ဓာရာတောထဲကလူတွေကိုအနိုင်ကျင့်မင်းမှုဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နတ်တရဲ့ဖျက်ဆီးခြင်းခံလိုက်ရပြီးတဲ့နောက်မှာတော့တောထဲကလူမျိုးစုတွေကိုဘယ်သူမှသွားမထိရဲကြတော့ပါဘူး။ဒါပေမဲ့ဘရင်ကြီးရဲ့နောက်မျိုးဆက်ကူလီရှိခါရာဆိုတဲ့မင်းသားဘရင်ဖြစ်လာတဲ့အချိန်တောထဲကိုအမဲလိုက်ထွက်ကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုကြပါဦးနော်။ဒါဆိုရင်အရင်ဆုံးအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလံကောင်းကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးသွားမယ်။ကျွန်တော်တို့ရဲ့ Mythical Movie Recap Channel လေးကို Like and Subscribe လေးလုပ်တော့ကြဖို့လည်းမမေ့ပါနဲ့ခင်ဗျ။ဇလံလေးအစမှာတော့ကျေးလက်တော်ရွာတရွာမှာနတ်ဝင်ပွဲတစ်ပွဲကျင်းပနေတာကိုတွေ့ရမှာပါ။ရွာတလေးတစ်ခုလည်းဖြစ်တာကြောင့်နှစ်စဉ်ကျင်းပရတာလည်းဖြစ်တယ်။တနေ့ရုတ်တရက်နတ်ဝင်ပွဲကျင်းပနေရင်လူတစ်ယောက်ပျောက်သွားခဲ့တယ်။ရှီဗာလည်းသူ့အဖေရုတ်တရက်ကောက်ခါငင်ငါကြီးပျောက်သွားတဲ့ကြောင့်နတ်ဖွက်တာလားပြူစားခံရတာလားဆိုတာကိုဝေခွဲမရဖြစ်နေခဲ့တယ်။ဒါကြောင့်နောက်တစ်နေ့မနက်မှာတော့သူ့အဖေဘာလို့ပျောက်သွားလဲဆိုတာကိုနားလေတီကျွမ်းတဲ့လူကြီးတွေစီတွားမိခဲ့တယ်။ကောင်လေးကသူ့အဖေပျောက်လို့စိတ်ညစ်နေတယ်လို့တခြားရွာသူရွာသားတွေကလည်းစိတ်ပူနေခဲ့ကြတယ်။အဲ့ဒါနဲ့လူကြီးကလည်းစက်ပြီးဟိုအရင်တုန်းကလိုအီဝါရာနဲ့ဂါနာတွေကမ္ဘာမြေပြင်ပေါ်ကိုဆေလွတ်ထားကြတယ်။ဂါနာတွေဆိုတာတဘာဝလွန်စွမ်းအားတွေနဲ့ပေါင်းစပ်ထားတာဖြစ်တယ်။ကောင်လေးကလည်းဂါနာတွေဆိုတာဘာလဲလို့မေးခဲ့တယ်။ဂါနာဆိုတာလူသားမျိုးနွယ်တွေကမကောင်းမှုကိုကျူးလွန်ရင်အရှင်အီဝါရာကမြေပြင်ပေါ်ကိုဖမ်းဖို့ဆေလွတ်ခဲ့တယ်။အရှင်ကမကြာခဏမြေပြင်ပေါ်ကိုဆေလွတ်တာကြောင့်သူတို့တွေကလည်းအင်အားကြီးလာပြီးမြေပြင်ပေါ်မှာအုပ်ဆိုးလာပြီးလူသားတွေကိုဖမ်းဆီးချုပ်ကင်ထားကြတယ်။အင်အားလည်းကြီးသလိုအရှင်အီဝါရာကလည်းအုပ်ချိုးစိုးမိုးပိုင်ခွင့်အပြည့်ပေးတာကြောင့်ကမ္ဘာမြေပြင်ပေါ်မှာဂါနာတွေကပိုပြီးအုပ်ချုပ်နေရယူလာကြတာဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကအဲ့ဒါကိုခန္ဓာရာဒန်နာရီလို့ခေါ်ခဲ့ကြတယ်။အဲ့ဒါနဲ့ကောင်လေးကဒန်နာရီအကြောင်းဆက်မေးနေတာကြောင့်လူကြီးကဆက်ရှင်းပြခဲ့တယ်။အရင်ခေတ်ကဘာနာဘာစီခေတ်မှာပါနာအုပ်စိုးစဉ်ကဂျာပါရာဆိုတဲ့ရက်ဆက်ကျန်းကျုပ်သူကမြေရှင်ဖြစ်လာခဲ့တယ်။ရက်ဆက်ကျန်းကျုပ်သူဖြစ်တာကြောင့်တိုင်းပြည်ကစင်ရဲသားတွေကိုအနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်ဖို့ပဲစဉ်းစားနေခဲ့တယ်။ဒီနေ့စင်ရဲသားကြေးကျွန်တွေရေချိုးဆင်းနေကြရင်ဘိုင်ဒီဆိုတဲ့ကောင်မလေးကထူးဆန်းတဲ့ကြောက်တုံးတုံးကိုတွေးလိုက်ရတယ်။ဘိုင်ဒီလည်းမှော်ကြောက်တုံးလို့ယူဆတာကြောင့်ရွာသူရွာသားတွေကိုရောအားလုံးကိုပြောလိုက်ပြီးရွာသားတွေကလည်းတဘာဝစွမ်းအားကိုယုံကြည်တာကြောင့်ချက်ချင်းကိုးကွယ်ဂါဝရပြုခဲ့ကြပါတော့တယ်။အဲ့လိုဂါဝရပြုနေတဲ့အချိန်မြေရှင်ဘရင်ရောက်လာပြီးစင်ရဲသားတွေကိုမညာမတာမြားတွေပစ်ကတပ်ပစ်လိုက်ပါတော့တယ်။ဖြူစင်ပြီးရိုးသားတဲ့ရွာသားတွေကိုဂျာဘာရာကအချိန်ခဏလေးအတွင်းမှာရဲရဲဆက်ဆက်သွေးချောင်းစီအောင်တပ်ဖြတ်လိုက်ပါတော့တယ်။ရွာသားတွေအသက်ကိုခဏလေးအတွင်းမြေချင်းဂျာဘာရာကိုပေးလိုက်ရတာကြောင့်တအူးတဲ့အသက်ရှင်ကြံရစ်ခဲ့တဲ့ဘိုင်ဒီဆိုတဲ့ကလေးမလေးကလုံးဝမကျင်တော့ပါဘူး။ဒီလိုနဲ့နောင်လာနောင်သားတွေကရက်ဆက်တဲ့ဘရင်ကြီးရဲ့ကြေးကြုံတွေဖြစ်လာခဲ့ကြတယ်။ဒီနေ့ဘရင်ကြီးမြစ်ထဲမှာရေချိုးနေတော့မာနာမာရာဆိုတဲ့အဖိုးအိုတယောက်မြေကမ်းဘေးမှာထိုင်နေခဲ့တယ်။ဘရင်ကြီးလည်းမြင်သွားပြီးရန်ရွှေတော်တွေကိုချက်ချင်းသွားဖမ်းခိုင်းခဲ့တယ်။အဖိုးကြီးကိုလည်းဖမ်းလာရောအဖိုးကြီးပြုတ်ကျသွားတဲ့ဟင်းခတ်အမွေးကြံတွေကိုမြင်ပြီးဘရင်ကြီးမျက်လုံးတွေရွှေရောင်ငွေရောင်တွေတန်းသွားခဲ့တယ်။တိုင်းပြည်ကုံသွေးရေးအတွက်ဒီဟင်းခတ်အမွေးကြံတွေကရွှေလန်းငွေလန်းဖြစ်ပြီးဆိုပြီးသဘောကျနေခဲ့တယ်။ချက်ချင်းပဲမင်းအဲ့ဓာတွေကိုဘဲကရလာခဲ့တာလဲလို့မေးတော့အဖိုးအိုကအရှင်အီဝါရာရဲ့ခန္ဓာရာဥယျာဉ်တွေကရခဲ့တယ်လို့ပြောလိုက်ပါတယ်။ဘရင်လည်းလိုချင်တဲ့အရာမှန်သမျှပိုင်ဆိုင်ပေမဲ့အခုအဖိုးအိုပြောလိုက်တဲ့ခန္ဓာရာဥယျာဉ်ကိုတော့သူမသိခဲ့ပါဘူး။အဲ့ဒါနဲ့ဘရင်လည်းချက်ချင်းပဲအဖိုးအိုပြောတဲ့အရှင်အီဝါရာရဲ့ခန္ဓာရာဥယျာဉ်တွေကိုချက်ချင်းလိုက်သွားပါတော့တယ်။ရက်ဆက်တဲ့ဘရင်ကတော့အဖိုးအိုလှည့်စားတာခံလိုက်ရပါပြီ။ဘရင်လည်းဘာမှမသိပဲခန္ဓာရာဥယျာဉ်တွေရောက်တော့တိတ်ကိုမှုေးပြနေတဲ့ဟင်းခတ်အမွေးအကြံတွေရပြီးသဘောကျသွားခဲ့တယ်။ချက်ချင်းပဲတပ်ပင်တပင်ကိုမီးရှို့လိုက်ပါတော့တယ်။တပ်ပင်လည်းမီးကျွမ်းသွားတော့စီးတော်မြင်းကလည်းကြောက်လန့်ပြီးထွက်သွားပါတော့တယ်။ခဏနေမီးတောက်ကြီးကနေအရှင်အီဝါရာရုံလုံးပေါ်လာပြီးတောထဲကနေဂါနာတွေထွက်လာပြီးဘရင်တပ်သားတွေကိုတိုက်ခိုက်တပ်ပစ်လိုက်ပါတော့တယ်။ဂါနာတွေကအလုံးလိုက်အရင်လိုက်အင်တိုက်အားတိုက်ထွက်လာတာကြောင့်ဘရင်တပ်သားတွေလည်းအချိန်ခဏလေးအတွင်းမှာကြာရှုံးသွားပါတော့တယ်။ဘရင်လည်းအဲ့ဒါတောင်နောင်နာမရသေးပဲချက်ချင်းသူ့တပ်သားတွေကြာရှုံးအောင်လုပ်တဲ့ရန်သူကိုလိုက်ရှာပါတော့တယ်။ဒီလိုနဲ့တပ်ပင်တပင်အောက်လဲရောက်ရောမတင်ငါလို့ကြည့်နေတော့မကောင်းဆိုးဝါးကြီးလိုအကောင်ကြီးတစ်ကောင်ပေါ်လာပြီးဘရင်ကိုတပ်ဖြတ်လိုက်ပါတော့တယ်။ဘရင်တည်သွားတာကြောင့်တားဖြစ်သူကလည်းတယောက်တည်းကြံတော့တာဆိုပြီးဝမ်းနဲ့ငိုကြွေးနေပါတော့တယ်။ခဏနေအဖိုးအိုကြီးကဘေးနာကနေဆိုးရတဲ့ဘရင်မင်းအခုလိုမျိုးရက်ဆက်တာကြောင့်ဖះကမင်းကိုအပြစ်ပေးလိုက်တာနောက်လူတွေလည်းကြည်ထားကြသူ့လိုမျိုးရက်ဆက်ရင်အခုလိုမျိုးဘဝကူမကောင်းတဲ့အပြစ်ဒဏ်မျိုးပေးမယ်ဆိုပြီးကျင်းဝါနေပါတော့တယ်ခဏနေတော့ရွာသားတယောက်စီကိုနတ်ဖះဝင်ပူးပြီးဒီကဘာမြေကိုညဉ့်ညမ်းတာတွေနဲ့သွေးစွန့်အောင်လုပ်ရင်လှုပ်တဲ့သူတွေရဲ့သွေးတွေမြေကျအောင်လုပ်ပြီးကဘာမြေကိုပြန်လဲတန့်စင်မယ်လို့
သတိပေးခဲ့တယ်အားလုံးလည်းငါအတန်ကြားတာနဲ့တုံရီနေရမယ်ကြောက်လန့်နေရမယ်လို့ပြောခဲ့တယ်ဒီလိုနဲ့ဘရင်သားတော်ရာဂျာရှိခါရာလေးလည်းခန္ဓာရာကိုကြောက်တဲ့စိတ်နဲ့တောထဲကနေချက်ချင်းပြေးထွက်လာခဲ့တယ်ခလေးလေးကတောထဲမှာမေ့ပြီးလဲနေတာကြောင့်ပါတာလူမျိုးတွေကတိုင်းပြည်ကိုပြန်ပို့ပေးခဲ့တယ်ဘရင်မပါပေမဲ့အယိုဆိုးအကြီးတန်းနဲ့တိုင်းပြည်ကိုရာဂျာလေးကအဖော်မဲ့စွာပြန်သွားပါတော့တယ်တိုင်းပြည်ရောက်တော့လဲသူမြင်ခဲ့ကြုံခဲ့တွေ့ခဲ့တဲ့ခန္ဓာရာဒဏ္ဍာကြီးကိုသူမမေ့နိုင်ခဲ့ပါဘူးဒီလိုနဲ့အချိန်လေးလဲကြာလာရောဘိုင်ဒီလေးကရေတွင်းထဲမှာဘသူမှမလိုချင်လို့ပစ်ထားတဲ့ကလေးလေးတစ်ယောက်ကိုမွေးဖွားခဲ့တယ်သူ့နာမည်ကိုဘာမေလို့ပေးခဲ့တယ်ဘသူမှမလိုချင်တဲ့ကလေးလေးကိုမွေးခဲ့တာကြောင့်အားလုံးကသူ့ကိုချီးကျူးကြပါတယ်တစ်ဖက်မှာလဲရာဂျာကကလေးနှစ်ယောက်ဖွားမြင်ခဲ့ပါတယ်ဖြစ်ချင်တော့ရာဂျာမွေးလာတဲ့သမီးမိန်းကလေးကကျမ်းမာရေးမကောင်းခဲ့ပါဘူးဒါကိုပုံနာကဘရင်သမီးလည်းဖြစ်တိုင်းပြည်အထောက်အမြတ်လည်းဖြစ်နေတာကြောင့်အတက်နိုင်ဆုံးစေဝါကောင်းနေနဲ့ကုသပေးပါတယ်ဒီလိုနဲ့ဘာမီရာလေးကလည်းအရွယ်ရောက်လာပြီးတောထဲမှာကျမ်းမာတန်ဆန်းစွာပျော်ရွှင်နေခဲ့တယ်ဒီလိုနဲ့မျိုးရိုးစင်ဆက်တောထဲကနေအစာကိုရှာဖွေစားတော့ကြသလိုကျန်တဲ့တပုံကနတ်ဖျားတွေတပုံကိုလူသားတွေအတွက်ရှာဖွေစားတော့ကြပါတော့တယ်ဘာလို့လဲဆိုတော့အရှင်ရှိပါကတောထဲမှာခဏခဏတရားလာအားထုတ်နေတာကြောင့်အရှင်ရှိပါအတွက်မီးထွန်းပူဇော်ဆူတောင်းပွဲတွေကျင်းပခဲ့ကြပါတယ်တစ်ဖက်မှာလည်းရာဂျာရှိခါရာကအသက်ကြီးလာတော့သားတော်ကိုဒလိထုံးစံအရဘရင်တင်မြောက်ပါတော့တယ်ကူလာရှိခါကိုဒလိထုံးတန်းအရတော်ဝင်ပြည့်ရှင်ဘရင်တစ်ပါးဖြစ်အများပြည်သူရှေ့မှောက်မှာဘရင်တင်မြောက်လိုက်ပါတော့တယ်ဖြစ်ချင်တော့ကူလာရှိခါကရာဂျာဘရင်မင်းမြတ်လိုလူကြီးသူကြီးတွေကိုအယိုအသေးမရှိပဲမထီမဲ့မြင်မှုတွေပြုနေတာကြောင့်တိုင်းသူပြည်သားတွေကသဘောမကျခဲ့ပါဘူးဒါကြောင့်လဲဘရင်အကြံပေးတွေကဘရင်မင်းမြတ်တယောက်လုံးလက်အောက်မှာတိုင်းပြည်ကစီပြင်းဝါပြောနေတာကူလာရှိခါကိုဘရင်အဖြစ်ထီးနှံပေးဖို့ဆိုတာဖြစ်ပါမလားလို့မေးခဲ့တယ်ဘရင်ကလည်းငါအဖေဆိုငါထီးနှံတက်တာကိုမမြင်လိုက်ရဘူးငါလက်ထက်မှာတော့သားတော်ကိုထီးနှံပေးကျင်တာမြင်ကျင်တာငါသားလုံးနိုင်မှာယုံကြည်တယ်လို့ပြောခဲ့တယ်အကြံပေးတွေကလည်းကူလာရှိခါတိုင်းပြည်ကိုမအုပ်ချုပ်နိုင်ပဲသူ့လက်ထက်မှာတိုင်းပြည်ကိုကမောက်ကဆဖြစ်အောင်လုံးမာကိုစိုးရိမ်နေခဲ့ကြတယ်ဒီနေ့ကူလာရှိခါဘရင်မြတ်ခန္ဓာရာပြည်နယ်တဲကိုအမဲလိုက်ထွက်လာခဲ့တယ်ရန်ရွှေတော်တွေတတိကြီးနဲ့အတူထွက်လာပြီးမူးရစ်ရန်ကားနေခဲ့တယ်မင်းကျစ်တရားနဲ့မညီညွတ်ပဲရိုင်းဆိုင်စော်ကားနေတာကြောင့်အမတ်တွေရန်ရွှေတော်တွေကသဘောမကျခဲ့ကြပါဘူးတော်ထဲမှာလည်းအပြောအဆိုရိုင်းဆိုင်တဲ့အပြင်တားကောင်တွေကိုလည်းထင်ရှားဆိုင်ပစ်ခတ်နေပါတော့တယ်ရန်ရွှေတော်တွေကလည်းတားမရတာကြောင့်ဘေးမဲ့ပေးထားပါတော့တယ်ဘရင်လောက်ရက်ကိုလူတယောက်စောက်ကြည့်နေတဲ့အရေးအယောင်တွေမြင်နေတာကြောင့်ဘေးနာကကိုရန်တော်တွေကလည်းအရှင်သတိထားပါဘေးနာကနေလူတယောက်စောက်ကြည့်နေတယ်လို့ခံစားရတယ်လို့ပြောတော့ဘရင်ကလက်မခံခဲ့ပါဘူးစောက်ကြည့်ရင်ကျူးကျော်လာရင်ပြစ်တတ်မယ်လို့ဗဇက်စည်းကမ်းမရှိပြောခဲ့ပါတယ်ခဏနေမြောက်တွေကိုတွေ့တာကြောင့်မြားပစ်ဖို့လုပ်နေရင်ရှေ့ကတပ်သားကလက်ဦးမှုယူပြီးပြစ်လိုက်တာကြောင့်ဘရင်လည်းသဘောကျနေခဲ့တယ်မြားထိမှန်သွားတဲ့မြောက်ကိုကင်စားမယ်ဆိုပြီးရီမောကကျင်းဝါနေရင်ခရီးတစ်တော့နားခဲ့ပါတော့တယ်တခြားကိုရန်တော်တွေကဆက်သွားရင်အန်ရရဲ့များတာကြောင့်ဆက်မသွားဖို့ပြောပြီးမြဲဘရင်ကလုံးဝလက်မခံခဲ့ပါဘူးခရီးတစ်တော့နားပြီးဆက်သွားမယ်လို့သာပြောနေခဲ့တယ်ခဏနေတမင်တကောင်ကိုတွေ့တာကြောင့်မသေးမချင်းရဲရဲဆက်ဆက်များနဲ့ပြစ်လိုက်ပါတော့တယ်ဘရင်လည်းတည်သွားတဲ့တမင်ကိုတွားယူခိုင်းနေရင်ရုတ်တရက်တမင်ကိုဆွဲသွားတာမြင်လိုက်တော့အားလုံးလန်သွားခဲ့တယ်ဒီဘက်မှာလည်းတောချောက်တယ်ထင်ပြီးထွက်ပြေးမလို့လုံနေကြရင်မြားတွေနဲ့ပြစ်ခတ်ကြပါတော့တယ်သူတို့လည်းဘသူပြစ်နေမှမသိတာကြောင့်ရန်သူကိုရှာမရပဲဇက်တိုက်မြားပစ်တာကိုခံနေရပါတော့တယ်ခဏနေတောရိုင်းမလေးတွေပေါ်လာပြီးဘရင်တက်မှုတွေတယောက်ပြီးတယောက်ကိုမြားနဲ့ပြစ်ခတ်ပါတော့တယ်ခဏနေတော့တပ်ပင်ပေါ်ကနေဘာမေဆင်းလာပြီးငါလာတာအရန်နောက်ကျသွားလားအချိန်မိပါတယ်ဆိုပြီးအပြစ်သားတွေကိုကြည့်ကသဘောကျနေခဲ့တယ်ဘာမေတို့ဂါဒါရာပြည်နယ်လေးကတိတ်ကိုစီးလုံးကြပြီးပြောစရာကောင်းပါတယ်အချင်းချင်းဖေးမှကူညီကြသလိုတောထွက်ပစ္စည်းလေးတွေနဲ့မိသားစုတိုင်းကတယောက်ကိုတယောက်အဆင်ပြေသလိုဝေမျှစားတောက်နေကြတာဖြစ်တယ်ဘယ်ရန်သူမှလည်းအဝင်မခံသလိုနောက်ထပ်လည်းဘသူကမှကျူးကျော်မခံတာကြောင့်ရွာလေးကตาရဝါပြောပြီးစီကားနေခဲ့တယ်တစ်ဖက်မှာလည်းဘန်ကာရာပြည်နယ်ကဘရင်မင်းမြတ်တဲ့အတွက်ညီလာခံလုပ်ဖို့စောင့်နေတော့ကူလာရှိခါကညီလာခံကိုမရောက်သေးပဲမူးရစ်တောက်စားနေခဲ့တယ်ခဏနေမူးယူပြီးညီလာခံကိုသွားတာကြောင့်ဘရင်မင်းမြတ်ကြီးကဘူးကြီးကြည့်နေခဲ့တယ်ဘရင်လည်းသူ့ကိုအဆက်ခွဲလိုက်တာကြောင့်တားတော်ကိုစိတ်တွေတုန်နေခဲ့တယ်တစ်ဖက်မှာလည်းဘာမေတို့ကတော်ရဲကတေသွားတဲ့မူးမတ်တွေလိုဟန်ဆောင်ပြီးဘန်ကာရာပြည်နယ်တဲကိုဝင်လာခဲ့တယ်တော်ရဲတဲ့ဆိုင်ရင်အဆအအရာရာခန်းနာစီကားလုံးနေတဲ့ဘန်ကာရာပြည်နယ်ကြီးကိုကြည့်ပြီးသဘောကျနေခဲ့တယ်ခဏနေစောက်လက်ဆဖះเจ้าထဲကိုဝင်လာတဲ့ဘန်ကာရာပြည်နယ်ကဘရင်သမီးတော်လေးကိုမြင်ပြီးဘာမေတယောက်သဘောကျသွားခဲ့တယ်ခဏနေပြားအုံကြီးတွေကပြားတွေထွက်လာပြီးကျောင်းအဝင်းကလူတွေအားလုံးကိုဝိုင်းတုပ်ပါတော့တယ်လူတော်များများကလည်းပြားတုပ်ခံရမှာကြောင့်ကြောက်လန့်ပြီးထွက်ပြေးကြပြီးမြဲမင်းသမီးလေးကတော့ပြေးနေရင်လဲကျသွားခဲ့တယ်ပြားကလည်းမင်းသမီးလေးအနားလာပြီးတုပ်ဖို့ပြင်နေတာကြောင့်ဘာမေလည်းချက်ချင်းမင်းသမီးလေးကိုခြုံတယ်တစ်ခုကာပေးလိုက်ပါတော့တယ်မင်းသမီးလေးနဲ့ဘာမေဖះเจ้าမှာပြားရန်ကြောက်လို့ထွက်ပြေးကြရင်
တွေ့ကြပါတော့တယ်ခဏနေပြားတွေလဲထွက်သွားရောမင်းသားကဘာမပြောညာမပြောနဲ့ခြုံတယ်တဲကနေထွက်သွားတာကြောင့်မင်းသမီးကစိတ်တူပြီးဘာလဲမထီမဲ့မြင်ပြူတာလားဘာလုပ်တာလဲလို့မေးခဲ့တယ်ဘာမေလဲဘာမှပြန်မပြောပဲဝိယုံချုပ်ကထွက်သွားပါတော့တယ်ဘာမေတို့တွေမျိုးတဲကဇေတန်လေးကိုကြည့်ပြီးသဘောတွေကျနေခဲ့တယ်ဘာမေတို့ကိုဟန်ဆောင်ပြီးခေါ်လာတဲ့ချန်နာကလည်းကြောက်နေခဲ့တယ်တိုင်းပြည်တဲ့တခြားလူတွေဝင်လာတာကိုဘယင်သိသွားရင်သူအသက်ခံရမှာစိုးတာကြောင့်ကြောက်လန့်နေခဲ့တယ်ဘာမေတို့ကပျော်ပျော်ပါးပါးတိုင်းပြည်ကိုလှည့်လည်ကြည့်ရှုနေပါတော့တယ်ခဏနေဘာမေတို့တွေကတပ်သားတစ်ယောက်ကိုဈေးတဲ့တစ်ယောက်ကသူတို့တိုင်းပြည်တွေကမဟုတ်ဘူးဆိုတာကိုသတိထားမိလိုက်တယ်စစ်လားဆေးလားလုံနေတော့ဘာမေကသူ့လူတွေကိုအထိမခံတာကြောင့်ပြဿနာတွေဖြစ်ကြပါတော့တယ်တယောက်နဲ့တယောက်အပြန်အလှန်တိုက်ခိုက်ကြရင်နန်းတော်တွေကစစ်သားတွေလည်းရောက်လာကြပါတော့တယ်ဘာမေတို့လည်းအပြန်အလှန်တိုက်ခိုက်ခဲ့ကြပေမဲ့အင်အားမမျှတတာကြောင့်နောက်ဆုံးထွက်ပြေးခဲ့ကြပါတယ်ဘာမေတို့တိုက်ခိုက်လို့ဆိုင်ငန်းတွေပျက်စီးခဲ့တဲ့အပြင်လူတော်များများလည်းထိခိုက်ဒဏ်ရာရပါတော့တယ်ဘာမေတို့လည်းရထားလုံးစီးပြီးထွက်ပြေးဖို့လုပ်ပေမဲ့ရထားလုံးကကြောက်ကမ်းပါးကိုပြုတ်ကျတော့မှကြောင့်တိုင်းသူပြည်သားတွေရောစစ်သားတွေရောရထားလုံးကိုဝိုင်းတာပေးလိုက်ပါတော့တယ်မင်းသမီးလေးလည်းရောက်လာပြီးနောက်ဆုံးတော့ရှင်တို့ကိုစစ်သားတွေပဲကယ်ပေးရတာမလားဆိုပြီးပြောကထွက်သွားပါတော့တယ်ဘာမေတို့လည်းအဖမ်းခံလိုက်ရတာကြောင့်ဘာလို့ရမှမသိကြောက်လန့်နေခဲ့ကြတယ်နန်းတော်တဲလည်းရောက်ရောဘယင်ကမင်းတို့ဘဲကလာတာလဲဆိုပြီးမေးတော့ဘာမေကခန်ထာရာကလို့ဖြေခဲ့တယ်ဘယင်လည်းခန်ထာရာကဆိုတော့လန့်သွားပြီးချက်ချင်းပဲဘာမေတို့ကိုဖမ်းဆီးကကျိန်တန်ပေးရိုက်နှက်ပါတော့တယ်ဘာမေတို့ကဒီလောက်ရိုက်နှက်နေတာတော့ကျွဲတွေလိုတန်မာတာကြောင့်ရိုက်တဲ့လူတွေတောင်စိတ်ကုံသွားခဲ့တယ်ခဏနေတော့ဘယင်မင်းမြတ်ကိုယ်တိုင်ထလာပြီးမင်းတို့ကငါတို့အဖိုးကိုထောင်ချောက်ဆင်ပြီးတက်ခဲ့တာမင်းတို့ကောင်တွေကိုကောင်းကောင်းပညာပြန်ပေးရမယ်လို့ပြောကအသက်ကုန်ရိုက်နှက်ပါတော့တယ်ဒါကိုဘာမေကလည်းမင်းအဖေကငါတို့ကယ်ပေးလို့အသက်ရှင်သွားတာမဟုတ်ရင်တောထဲမှာရှင်နေပြီးတေနေမှာလို့ပြောတော့ကူလာရှီခါလည်းစိတ်တူသွားပြီးဓာတ်ထုတ်ကတက်ဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်ဘယင်ကြီးရောက်လာပြီးဘာမေကိုမတက်ဖို့ရိုက်နေတာတွေလည်းရက်ဖို့ချက်ချင်းအနားကနေခွာဖို့တတိပေးခဲ့တယ်ကူလာရှီခါလည်းဘယင်မင်းမြတ်ကတားလိုက်တာကြောင့်ဘာမှမပြောဘဲဓာတ်ကိုယူပြီးထိုင်နေခဲ့တယ်ခဏနေဘယင်ကဘာလို့ကျူးကျော်တာလဲလို့မေးတော့ဘာမေကလည်းဘယင်သားတော့အရင်ကျူးကျော်လာတာပါကျွန်တော်တို့ကမကျူးကျော်ပါဘူးလို့ပြောခဲ့တယ်ဘယင်လည်းစိတ်တူသွားပြီးဘာလို့ကျူးကျော်တာလဲဆိုတာကိုစိတ်တူပြီးမေးတော့နေဆက်လောက်လေးပဲကျူးကျော်တာဖြစ်ကြောင်းဘာမှသွားမထိခဲ့ပါဘူးလို့ကူလာကဖြေခဲ့တယ်ဘယင်လည်းအဲ့နေမျိုးကိုသွားရင်ပြန်ထွက်လို့မရဘူးဆိုတာသိရဲ့တန်းနဲ့ဘာလို့သွားခဲ့တာလဲဆိုပြီးဆိုပါတော့တယ်ဘာမေကလည်းငါတို့ကပြည်နယ်ထဲဝင်လာရင်စော်ကားတာမခံနိုင်ဘူးအရှင်ကိုစော်ကားတာလည်းမခံနိုင်ဘူးဒါကြောင့်ငါတို့ကအပြစ်ပေးတာပါလို့ဘယင်ကိုရှောက်တင်ခဲ့တယ်တညဘယင်မင်းမြတ်မိသားစုတွေထမင်းစားနေရင်ကူလာကဘာမေတို့ကိုတတ်ဖို့ဘယင်ကိုရှောက်ထားခဲ့တယ်ခန္ဓာရာမိသားစုတွေကမျိုးရိုးစင်ဆက်ဒုက္ခပေးထားတာဖြစ်တာကြောင့်အခုလက်ထဲရောက်တော့တခါတည်းရှင်းပြဖို့ပြောခဲ့တယ်ဘယင်လည်းခန္ဓာရာကလူတွေနဲ့ရံမဖြစ်ကြဖို့မိတ်ဆွေဖွဲ့ကြဖို့ပြောခဲ့တယ်ကူလာလည်းသူပြောတဲ့အတိုင်းမလုပ်တာကြောင့်ဘယင်မင်းမြတ်ကိုဒေါသထွက်ကပြဿနာတွေရှာတောင်းညမ်းပါတော့တယ်ဘယင်လည်းသူ့ရဲ့သားတော်ကိုထိမ့်မနိုင်သိမ့်မနိုင်စိုးသွမ်းနေတာကိုကြည့်ပြီးပျက်စီးသွားမှာကိုစိုးရိမ်နေခဲ့တယ်ခန္ဓာရာပြည်နယ်လေးကလည်းဘာမေတို့ထွက်သွားတာကြာပြီပြန်မလာသေးတာကြောင့်အရှင်ရှိပါစီမှာဆူတောင်းနေခဲ့တယ်ခလေးတွေထွက်သွားတာကြာပြီတခုခုဖြစ်နေမှာစိုးတာကြောင့်အရှင်ရှိပါဆောက်ရှောက်ပေးဖို့ဆူတောင်းနေခဲ့ကြတယ်ဘာမေတို့ကိုလည်းကူလာရှေခါကအကျဉ်းချထားတာကြောင့်စိတ်ညစ်နေခဲ့တယ်တညဘာမေတယောက်လွတ်မြောက်ဖို့အကြံထုတ်နေရင်ထောင်မူးကိုတွားညှိခဲ့တယ်ငါတို့တောထဲမှာဟင်းခတ်အမွေးအကြံတွေအများကြီးရှိတယ်ငါတို့နဲ့ပူပေါင်းပြီးကုံတော်ရေးလုံမလားလို့မေးတော့ထောင်မူးကမင်းတို့ကိုအာရက်ဒေစီမှာရောင်းစားပြီးမလုပ်တော့ဘူးလို့ပြောခဲ့တယ်ခဏနေထောင်မူးစလိတ်တောင်းနေတာကိုမင်းဘာတွေတောင်းနေတာလဲဖက်ကျန်းနေမတောက်စမ်းပါနဲ့ငါတို့တောထဲကအရိုင်းပင်တွေကိုတောက်ကြည့်ဆိုပြီးပေးလိုက်ပါတော့တယ်ထောင်မူးလည်းဘာမေပေးလိုက်တဲ့ဆေးရွက်ကြီးကိုတောက်ပြီးရှိုက်လိုက်တာချက်ချင်းလွင့်မျောသွားပါတော့တယ်ဘာမေတို့လည်းတောက်ကိုယူပြီးထောင်ထဲကထွက်ကချက်ချင်းခန်ထာရာကိုပြန်သွားကြပါတော့တယ်ခန်ထာရာရဲ့ရောက်တော့အားလုံးကလည်းဘာမေတို့ပြန်လာတာဝမ်းသာခဲ့ကြပြီးပျော်ရွှင်နေကြပါတော့တယ်ဘာမေတို့လည်းပြည်နယ်ထွက်ကုန်တွေကိုသေချာထုတ်လုပ်ပြီးကုံသွယ်ရေးတွေလုပ်ဖို့စဉ်းစားနေပါတော့တယ်တနေ့ဘန်ကောရာတိုင်းပြည်ကဘာမေတို့နဲ့အတူတူပူးပေါင်းပြီးကုံသွယ်ရေးလုပ်ဖို့လာခေါ်ခဲ့တယ်ဘာမေလည်းစိတ်ဝင်စားလို့ချက်ချင်းလိုက်သွားပြီးဟိုရောက်တော့မင်းသမီးလေးကိုတွေ့လိုက်ရတယ်မင်းသမီးလေးကလည်းခန်ထာရာပြည်နယ်တဲကဟင်းခတ်အမွေးအကြံတွေကိုဝယ်ပြီးသူတို့ဘန်ကောရာပြည်နယ်ထဲသွင်းဖို့တောင်းဆိုခဲ့တယ်ဘာမေတယောက်တိုင်းပြည်ကိုလှည့်လည်ကြည့်ရှုနေရင်ဘန်ကာကန်ပြည်နယ်တဲကဈေးထဲမှာမထင်မှတ်ပဲမြင်းတကောင်တောင်းညံ့နေခဲ့တယ်ပိုင်ရှင်ကလည်းမေ့ပြီးမြင်းကိုမရှိဘဲထားခဲ့တာကြောင့်မြင်းကအရိုင်းစိတ်ဝင်ပြီးဈေးတဲကလူတွေကိုရန်ပြုတ်နေခဲ့တယ်ထိမ့်မနိုင်သိမ့်မရတောင်းကျမ်းနေတာကြောင့်ဈေးတဲကလူတွေလည်းကြောက်လန့်ပြီးထွက်ပြေးနေခဲ့ကြတယ်အဲ့အချိန်မထင်မှတ်ပဲရုတ်တရက်ဘာမေရောက်လာပြီးမြင်းကိုသူ့မွေးထားတဲ့မြင်းလေးတစ်ကောင်လိုထိမ့်လိုက်ပါတော့တယ်မင်းသမီးလေးလည်းတောင်းကျမ်းနေတဲ့မြင်းလေးကဘာမေလက်ထဲမှာခဏလေးနဲ့ငြိမ်သွားတာကြောင့်ထူးဆန်းနေခဲ့တယ်မင်းသမီးလေးနဲ့ဘာမေတို့လည်းတဖြည်းဖြည်းရင်းနှီးတဲ့ရင်းနှီးလာပြီးကုံသွယ်ရေးလုပ်ငန်းတွေကလည်းပိုအဆင်ပြေလာကြတယ်ခန္ဓာရာပြည်နယ်ကလူတွေကလည်း
ဘာမေကြောင့်သူတို့လုပ်ငန်းတွေပိုအဆင်ပြေစားဝတ်နေရေးကပိုအဆင်ပြေလာတာကြောင့်ဘာမေကိုကိုးကွယ်ယိုသိနေကြပါတော့တယ်ဘာမေလည်းလုပ်ငန်းအကြောင်းပြပြီးမင်းသမီးလေးကိုကိုခန့်အတက်ပညာတွေသင်ပေးရင်းနှစ်ယောက်သားအနေနီးပြီးချစ်ကြိုးတွေ့ခဲ့ကြပါတော့တယ်တနေ့ဘာမေတို့အဖွဲ့အမဲလိုက်ထွက်ကြရင်ကြားကြီးတစ်ကောင်နဲ့တိုးခဲ့တယ်ဘာမေလည်းလူတွေကိုရန်ပြုတ်မှကြောင့်ကြားကြီးကိုတိုက်ဖို့ကြိုးစားခဲ့တယ်ခဏနေတော့ကြားကြီးကဘာမေကိုမတိုက်ပဲမျက်တောက်နီနီကြီးနဲ့ကြည့်ကတောထဲကနေထွက်သွားပါတော့တယ်နောက်ကိုလှည့်ကြည့်လိုက်တော့အတိတ်ကသွေးချောင်းစီးနေတဲ့ချောင်းဖြစ်နေတာကြောင့်ဘာမေလည်းအတိတ်နမိတ်တစ်ခုခုဖြစ်တော့မယ်ဆိုတာကိုသတိထားမိလိုက်တယ်ဒါကြောင့်ချက်ချင်းပဲကြားကြီးဝင်သွားတဲ့တောထဲကိုခြေရာခံလိုက်ပါတော့တယ်ဘာမေလည်းရှေ့လူကြီးတွေကပြောဘူးတယ်ခံထားတာပြည်နယ်ထဲမှာ6ချားစီရတောနယ်ကြီးရှိတယ်အဲတောနယ်ကြီးကိုဖြစ်နိုင်ရင်အားလုံးမသွားဘူးလေသတိပေးထားတယ်လို့ပြောနေခဲ့ကြတယ်6ချားစီရတနေရာလဲရောက်ရောဘာမေတယောက်နားတွေဦးပြီးနေလို့မရတာကြောင့်ထွက်ပြေးလာပါတော့တယ်ဒီဘက်ကိုပြန်လာတော့လေအဖွဲသားတွေအားလုံးတစ်ခုခုဘေးနာကအနားကပ်ပြီးအော်နေသလိုနားတွေဦးနေတာကြောင့်တခြားတစ်ဖက်ကိုထွက်ပြေးလာပါတော့တယ်ဘာမေလဲတောထဲကနေကုံသွဲဖို့ကြိုးစားနေတာကြောင့်တခြားရွာသားတွေကိုလက်လျှော့ဖို့ပြောနေခဲ့တယ်မင်းကတော့တတိအားကောင်းပြီမဲ့ငါတို့ကဘဲအချင်းငါတို့အလောင်းတွေရွာပြန်ရောက်မလဲဆိုတာတွေးပူနေတယ်လို့ပြောခဲ့တယ်ခဏနေရွာသားတယောက်ညစာစားဖို့တက်ပင်ပေါ်တက်ပြီးအပင်တွေခူးနေတော့တယောက်ကပစိမ့်နဲ့လှမ်းပေါက်ပြီးပြစ်တက်လိုက်ပါတော့တယ်ဘာမေလဲသူ့တငယ်ချင်းတေးသွားတာကြောင့်တစ်ဖက်ရန်သူတွေကိုအစွမ်းကိုတိုက်ဖို့ကြိုးစားပါတော့တယ်တစ်ဖက်ရန်သူတွေလည်းဘာမေတို့ကိုအသေးတက်ဖို့ကြိုးစားပေမဲ့တိုက်ရိုက်ခိုက်ရိုက်ကောင်းမွန်တဲ့ဘာမေတို့ကတော့ရန်သူတွေကိုနီးလန်းမျိုးစုံအသွင်သဏ္ဍာန်မျိုးစုံနဲ့အနိုင်ယူခဲ့ပါတော့တယ်ဒါပေမဲ့လည်းရွာပြန်တော့ဘာမေတို့ကြောင့်ရွာသားတယောက်ဆုံးရှုံးသွားတာကြောင့်အတုံးမကျတဲ့ရွာသားတွေဆိုပြီးဘာမေတို့ကိုဝိုင်းအပြစ်တင်ခဲ့ကြတယ်ဘာမေတို့လည်းသူတို့တော်ရဲသွားလို့ဖြစ်ရတာမဟုတ်ဘူးရေကန်တဲကမှော့ကြောက်တုံးကြောင့်အခုလိုဖြစ်ရတာလို့ပြောခဲ့တယ်ဒီလိုနဲ့နတ်ဆရာစီသွားတော့နတ်ဆရာကဟိုလီဒေဗာလွှတ်လိုက်တာဖြစ်နိုင်တယ်လို့ပြောခဲ့တယ်ဘာမေတွေးခဲ့တာကဒါဘာလူတွေသူတို့ကဒေဗာကိုချုပ်ကင်ပြီးကဘာကြီးကိုအုပ်ချုပ်စိုးမိုးဖို့ကြိုးစားနေတာအရင်ကဟူလီဒေဗာကသူတို့ရွာတွေကမကောင်းမှုလုပ်တာတွေကိုမကြိုက်ရင်ကိုယ်တိုင်ဆင်းပြီးရွာသားတွေကိုတက်ဖြတ်စားတောက်လိရှိတယ်အခုလဲဘာမေကိုမြှားခေါ်သွားပြီးကာတာဘာလူတွေကိုခြေမုံခိုင်းတာလည်းဖြစ်နိုင်တယ်လို့ပြောခဲ့တယ်ဒီနေ့ကူတာရှီခါလက်အောက်ကဝင်ကြီးကဘန်ဂရာစိတ်ကမ်းမှာတောင်းညံ့နေခဲ့တယ်စိတ်ကမ်းလုပ်သားတွေကိုလည်းသူဝင်ကြီးဆိုပြီးလှုပ်ချင်တိုင်းလှုပ်ခိုင်းချင်တိုင်းခိုင်းနေခဲ့တယ်အဲ့အချိန်ဘာမေရောက်လာပြီးဒီနေ့ကစပြီးမင်းတို့ဘန်ဂရာစိတ်ကမ်းကိုတိမ့်မယ်ငါတို့ခန္ဓာတော်ရသားတွေအပိုင်ဖြစ်သွားပြီလို့ပြောတော့ဝင်ကြီးကဘာမေကိုကြာဖို့နဲ့လှမ်းရိုက်ဖို့ရွယ်ပါတော့တယ်ဘာမေလည်းသူ့ကိုကြာဖို့နဲ့လှမ်းရိုက်တာကြောင့်ဒေါသထွက်သွားပြီးဝင်ကြီးရောဝင်ကြီးနောက်လိုက်တွေကိုပါအသက်ကုန်ရိုက်နဲ့ပညာပေးလိုက်ပါတော့တယ်စိတ်ကမ်းသိမ်းမောကိုလည်းမှောက်လိုက်တဲ့အပြင်ကုံစီတွေကိုလည်းတဲယူခွင့်မရအောင်ပိတ်လိုက်ပါတော့တယ်ဝင်ကြီးလည်းဘာမေတယောက်သူတို့ကိုခွေးလို့နွားလို့ရိုက်လိုက်တာကိုဘယင်ကိုတွားတိုင်ခဲ့တယ်ပြီးတော့စိတ်ကမ်းကိုသိမ်းမဲ့အကြောင်းသိမ်းမောကိုပါမှောက်လိုက်တဲ့အကြောင်းပြောလိုက်တော့ဘယင်အမျက်တော်ထွက်သွားခဲ့တယ်ဘယင်လည်းခံထားတာလူတွေကိုကွက်မြက်ဖို့လုံနေတော့ဘယင်မင်းမြက်ရောက်လာပြီးတားခဲ့တယ်ကူရာရှီခါလည်းသူ့ကိုအများရှိမှအတုံးမကျဘူးပြောတာကြောင့်ဒေါသထွက်သွားပြီးဘယင်ကိုတခွန်းမကြံပြန်ပြောပါတော့တယ်ဘယင်လည်းလူအများရှိမှသူ့ကိုစော်ကားနေတာကြောင့်တိုင်းပြည်လမ်းဘေးရောက်သွားအောင်အာနာကိုအလွဲသုံးစားလို့မရတော့ဘူးဒီနေ့ကစပြီးငါဘာလုပ်မလဲဆိုတာမင်းစောင့်ကြည့်နေမင်းလမ်းဘေးမရောက်ဖို့စူတောင်းထားဆိုပြီးပြောကထွက်သွားခဲ့တယ်တညထမင်းဝိုင်းမှာဘာမေတို့ကစိတ်ကန်းကိုသိမ်းပြီးကုံတယ်တွေကိုလည်းလဝက်ကြီးအုပ်သွားတာကြောင့်ဘယင်မင်းမြတ်ကိုမေးနေခဲ့တယ်ဘယင်လည်းအရင်ဦးဆုံးဘာမေတို့ကိုညှိနှိုင်းဖို့ခေါ်ရမယ်ပြီးမှသူတို့လိုချင်တာမလုံးပေးပြီးစိတ်ကန်းကိုပြန်ယူဖို့ကြိုးစားရမယ်လို့ပြောခဲ့တယ်ခဏနေကူရာရှေခါရောက်လာပြီးဘယင်မင်းမြတ်ကိုတောင်းပန်ကခန်ထာရွာကိုသွားဖို့ပြောတယ်ဘယင်လည်းညှိနှိုင်းဖို့သွားမယ်ထင်တာကြောင့်ခွင့်ပြုပေးလိုက်ပါတယ်ကူရာလည်းချက်ချင်းတပ်သားတွေခေါ်ပြီးအလုံးအရင်းနဲ့ခန်ထာရွာလေးကိုခြိတက်လာပါတော့တယ်ဟိုလဲရောက်တော့ငါအဖိုးပြီးရင်ပထမဆုံးခန်ထာရွာကိုခြေချမဲ့လူကငါပဲဖြစ်ရမယ်မင်းတို့ရွာတွေကိုမီးတို့တွေပြစ်တရွာလုံးပြာကျအောင်လုပ်မယ်ဆိုပြီးအမိတ်ပေးလိုက်ပါတော့တယ်ရွာသားတွေလည်းမီးတွေလောင်တာကြောင့်လန့်နိုးထားလာပါတော့တယ်တရွာလုံးမီးလောင်တိုက်သွင်းတဲ့အပြင်ရွာထဲဝင်ပြီးလဲရွာသားတွေကိုခုတ်ထစ်တပ်ဖြတ်ပါတော့တယ်ခဏနေတော့ဘာမေရောက်လာပြီးခူရာကသူ့အမေကိုဖမ်းထားတာကြောင့်ဒေါသထွက်ပြီးပြေးလာခဲ့တယ်ခူရာလည်းဘာမေကိုတွေ့တော့အမေဖြစ်သူဆိုတာကိုသိလိုက်ရပြီးချက်ချင်းတတ်လိုက်ပါတော့တယ်ဘာမေလည်းသူ့အမေကိုတတ်လိုက်တာကြောင့်စိတ်ထိခိုက်သွားရင်ခဏနေတော့ရုတ်တရက်ခန္ဓာရာနေမြေကိုစောက်တဲ့အရှင်ကိုဝင်ပူးပါတော့တယ်ဝင်ပူးပြီးငါကဒီနေမြေကိုကာကွယ်နေတာအပြစ်သားတွေကိုခွင့်မလို့ဘူးပြောကတောင်းညံပါတော့တယ်ရွာသားတွေကလည်းစီတွေတီးပြီးကြိုးစိုးကဘာမေကတပ်သားတွေတယောက်ပြီးတယောက်ကိုတပ်ဖြတ်ဂုတ်ချိုးပါတော့တယ်မီးတို့ကြီးကင်ပြီးမီးလောင်တိုက်သွင်းသလိုပုံစံအမျိုးမျိုးတပ်ဖြတ်နေတာကြောင့်ခူရာလန့်နေခဲ့တယ်ခဏနေကူရာစီရောက်လာပြီးကြားတကောင်အသွင်ပြောင်းသွားကတပ်ဖြတ်စားတောက်လိုက်ပါတော့တယ်ဝင်ပူးနေတဲ့ဘာမေကိုပုံနာတအူးကချက်ချင်းထုတ်ပေးလိုက်တော့မှရွာလေးလည်းပြန်ပြီးငြိမ်းချမ်းသွားပါတော့တယ်ဘာမေလည်းအမေဖြစ်သူလည်းစိုးတရွာလုံးလည်းပြာကျစုပ်ပြတ်တက်နေတဲ့မြင်ကွင်းကိုကြည့်ပြီးယူမတက်ခံစားခဲ့ရပါတယ်
သူ့ရွာလေးကိုသူမဆောင်ရှောက်နိုင်ပဲအခုလိုမျိုးပြာကျအောင်လုပ်မိတဲ့အတွက်သူ့ကိုသူလည်းဖြေမစဲနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဒီသတင်းတွေကြားပြီးဘန်ကာရာတိုင်းပြည်ကမင်းသမီးလေးလိုက်လာခဲ့တယ်ဘာမေလည်းမင်းသမီးလေးတို့ကိုမြင်ရင်ဒေါသတွေထွက်ပြီးတက်ချင်စိတ်တွေပေါက်နေတာကြောင့်ချက်ချင်းပြန်လှည့်သွားဖို့ပြောတယ်စက်တိုးလာရင်မြားနဲ့ပြစ်မယ်လို့ချင်းချောက်ခဲ့ပေမဲ့လည်းမင်းသမီးလေးကသူ့ကိုလှုပ်ရကြောက်ခံထားတာလေးကိုလာတောင်းပန်တာဖြစ်တယ်မင်းသမီးလေးလည်းသူတို့ဘက်ကဆုံးရှုံးလိုက်ရတာတွေလည်းများတာကြောင့်ဒါပေမဲ့သူတို့ဘန်ကာရာဘက်ကမှားတာကြောင့်ချစ်သူလည်းဖြစ်တဲ့ဘာမေကိုဝင်ချလာတောင်းပန်တာဖြစ်တယ်ဘာမေလည်းဘေးကပုံနာကအတင်းတားလိုက်တာကြောင့်ချစ်သူလေးကိုဒေါသတွေလျှော့ကာစိတ်မကွက်တော့ပဲခွင့်လွတ်ပေးလိုက်ပါတော့တယ်ဘာမေတို့လည်းသူတို့ရွာလေးသွေးချောင်းစီးသွားတာကြောင့်ပြန်လေတန့်စင်စေကြောပေးတဲ့အနေနဲ့ရွာကိုပူဇော်ပွဲတွေဆက်ကျင်းပကြပါတော့တယ်ပူဇော်ပွဲတွေလုပ်နေရင်အရှင်ဦးလာတာဝင်လာပြီးငါတို့အသေးတွေတော့ကွဲကုန်ပြီဘာမေကငါတို့မွေးထားတဲ့သားလေးသူ့ကိုထိလို့မရဘူးလို့ပြောခဲ့တယ်ခံထားတာပြည်နယ်လေးကိုစောက်ရှောက်ပြီးမျိုးနွယ်စုတွေကိုပြန်လေကာကွယ်ပေးမှဖြစ်တာကြောင့်ချက်ချင်းသွေးတစ်လောင်းပြီးရွာလေးကိုပြန်လေတာယာဆိုပြီးအောင်ဆောင်ရွက်ပေးဖို့ပြောခဲ့တယ်တနေ့ညီလာခံအခမ်းအနားမှာဘာမေရောက်လာတော့ဘရင်ကဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ပါတယ်ဘာမေလည်းအရှင်စိတ်ကန်းကိုအပိုင်မသိမ်းပါဘူးကုံသွေးရေးအတွက်ပဲအသုံးချမှာပါတချင်ကြရင်အရှင်တို့ကိုအုပ်စိုးခွင့်ပြန်ပေးမှလို့ပြောတော့ဘရင်လည်းသဘောကျသွားတယ်အဲ့အတွက်အရှင်တို့မတရားဖန်ဆီးထားတဲ့ကျုံတွေကိုပြန်လွတ်ပေးပါလို့ဘာမေကတောင်းဆိုတော့ဘရင်လည်းကြီးကြီးပြူပြူလက်ခံပေးလိုက်ပါတော့တယ်ဘရင်လည်းဒါကသမိုင်းဝင်ဆုံးဖြတ်ချက်ပဲခန္ဓာရာပြည်နယ်တစ်ခုလုံးမင်းနမဲနဲ့ဂုံပြုတ်ပေးလိုက်မယ်ကောင်းကြီးပေးတာလက်ခံပါဆိုပြီးပြောလိုက်တယ်တနေ့ဘာမေတို့ရွာလေးမှာအဖျက်အမှောက်ပြောကတစ်ခုဝင်လာခဲ့တယ်ရွာတွေကကလေးတွေအားလုံးဒီပါသတိလက်ကြပြီးတေမလားရှင်မလားဖြစ်နေကြတော့ဘာမေလေးဘာလို့ရမှမသိတာကြောင့်စွာမီစီသွားခဲ့တယ်ဟိုရောက်တော့စွာမီကဒေဘာကိုတယောက်ယောက်ကထိန်းချုပ်ထားတယ်ဒါသွေးရိုးသားရိုးတော့မဟုတ်ဘူးလို့ပြောခဲ့တယ်နောက်တော့ဒေဘာကိုကာဒါဘာကလူတွေထိန်းချုပ်ပြီးဘာမေတို့ရွာတွေရွာလုံးကတ်ဆိုင်အောင်ဖန်တီးထားတာဖြစ်တယ်ဒါတွေကိုဘန်ဂရာတိုင်းပြည်ကဘရင်နဲ့မင်းသမီးတို့ကခံထားရာကိုလိုချင်တာကြောင့်ပေါင်းပြီးလှုပ်ကြံထားတာကိုဘာမေလဲသိလိုက်ရတယ်ဘရင်မင်းမြတ်ကိုမကျေနပ်ချက်တွေကြောင့်ခန္ဓာရာကကြောက်တုံးတွေကိုသူတို့နန်းတော်အလှဆင်ဖို့တိမ့်ပိုက်ချင်တာကြောင့်ကာဒါဘာကလူမျိုးတွေနဲ့ပေါင်းပြီးလှုပ်ကြံခဲ့တာဖြစ်တယ်ဘာမေလဲရွာတွေကတတိလစ်နေတဲ့ကလေးတွေကိုကြည့်ပြီးခန္ဓာရည်မရှိဖြစ်ခဲ့တယ်ရွာသားတွေကလည်းဒီအတိုင်းပဲနေတော့မှလားတိုက်ပွဲမစတော့ဘူးလားလို့ဘာမေကိုမေးခွန်းတွေထုံနေခဲ့ကြတယ်ဘာမေလဲအရှင်အီဝါရှာကမကောင်းတဲ့လူတွေကိုစေးကြောခြင်းရင်ဂါနာတွေကိုလှုပ်ပေးတယ်လို့ကြားဘူးတယ်အခုလဲအရှင်အီဝါရှာကဖယ်ရှားပေးမယ်လို့ယုံကြည်တယ်ဂါနာတွေကိုလည်းအရှင်လှုပ်ပေးပါဆိုပြီးဘာမေတောင်းဆိုနေခဲ့တော့ရွာသားတွေကလည်းတညီတညွတ်တဲ့ထောက်ခံခဲ့ကြပါတော့တယ်တကယ်တော့ဘရင်ကသမီးတော်ကိုအတုံးချပြီးဘာမေကိုလှည့်စားကခန္ဓာရာကိုထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒါကိုဘာမေတီးသွားတော့ချက်ချင်းပဲဘန်ဂရာတိုင်းပြည်ကိုလိုက်သွားပြီးတိုက်ကြပါတော့တယ်အစပိုင်းမှာတော့ခံတက်အင်အားကောင်းနေတဲ့ဘန်ဂရာတပ်တွေကိုဘာမေတို့မတိုက်ခိုက်နိုင်ခဲ့ပါဘူးနောက်တော့ဒေဘာအစွမ်းဝင်ကူတာကြောင့်ဘာမေတို့ချက်ချင်းဘန်ဂရာတိုင်းပြည်အဝခံတပ်ကိုဖြိုခွင်းနိုင်ပြီးအထဲကိုအင်တိုက်အားတိုက်ခြိတက်လာကြပါတော့တယ်ဘရင်လဲကာရာဘာလူမျိုးတွေကဖန်တီးပေးထားတဲ့မော်အတက်ကြောင့်အင်အားကြီးမားလာပြီးတိုက်ပွဲကင်းတဲ့ကိုဝင်လာပါတော့တယ်အင်အားကြီးနေတဲ့ဘရင်ရောမင်းသမီးရောကိုဘာမေတိုက်ခိုက်ဖို့ခန့်နေခဲ့တယ်ခန္ဓာရာရွာသားတွေကလည်းတိုက်ပွဲထဲမှာကြာရှုံးတဲ့ကြာရှုံးနေခဲ့ပြီးသွေးချောင်းစီးနေတာကြည့်ပြီးဘာမင်းသွေးပြတ်သွားခဲ့တယ်ခဏနေခန္ဓာရာကိုစောက်တဲ့အဖိုးကြီးရောက်လာပြီးဘာမေမင်းကိုငါတို့လူပြည်ကိုလွတ်လိုက်တာဘာလို့လဲဆိုတာကိုဒီနေ့ပြရမယ်နေ့ပဲသူ့မော်အတက်ကိုမင်းဖြတ်စီးရမယ်လို့ပြောခဲ့တယ်အဖိုးအိုလည်းမီးတုံးတဲ့ဘရင်ကိုတိုက်ခိုက်ပါတော့တယ်ဘာမေလည်းချက်ချင်းတွင်းတစ်ခုတည်းဝင်သွားပြီးမကောင်းဆိုးဝါးကြီးကိုတိုက်ခိုက်ပါတော့တယ်မကောင်းဆိုးဝါးကြီးကအင်အားကြီးတာကြောင့်ဘာမေတိုက်ခိုက်ဖို့မလွယ်ခဲ့ပါဘူးဘာမေတယောက်အရှင်အီဝါရှာဝင်လာပြီးမွေးတကောင်ကပတ်ထားလိုက်တာကြောင့်မကောင်းဆိုးဝါးချက်ချင်းလက်အုပ်ရှိပြီးအရှင်ကိုကာဝရပြုပါတော့တယ်ခဏနေဘာမေတယောက်ဘရင်မင်းမျက်စီတွားပြီးမင်းတို့ဦးကောင်းကိုအယိုးကြေအောင်ခြေဖြစ်မယ်လို့ပြောပြီးဝင်တိုက်လာတဲ့မင်းသမီးကိုချက်ချင်းကြက်ကလေးတစ်ကောင်လိုဇက်ချိုးလိုက်ပါတော့တယ်အရှင်ရှိပါကြေကွဲနေတဲ့အသက်အတွက်မင်းတို့ပြန်ပေးဆက်ရမယ်ဆိုပြီးပြောခဲ့တယ်ခဏနေတော့ကြံနေတဲ့ဘရင်မင်းမြတ်ကိုကင်ပေါက်ပြီးလန်ဆိုင်ကတိုက်ခိုက်လိုက်ပါတော့တယ်နောက်တစ်နေ့ရွာမှာပူဇော်ပွဲလုပ်နေကြရင်ဘာမေတယောက်ဂူထဲကိုခုန်ချပြီးပြန်မထွက်လာတော့ပါဘူးဒီခန္ဓာရာဇလန်းလေးကိုပြန်ပြောပြနေတဲ့လူကလည်းကောင်လေးကိုဘာမေကသူ့မွေးဖွားရာအဲ့ဂူထဲမှာပဲတရားကျင့်နေထိုင်ရင်တသက်လုံးပြန်ထွက်မလာတော့ဘူးလို့ပြောပြရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်